ကကျွေးလူဖြစ်လာတဲ့ကလေးတို့ဘဝပါလေအဖွားကိုသာအားကိုမြည်ရှာအဖေလိုတမျိုးကိုအမေလိုတပုံနဲ့ချစ်ခဲ့ရတာအဖွားရဲ့မြတ်တာဟာသားတို့တွေအတွက်လုံခြုံခဲ့လီတာမေကဝေဖွားကကျွေးလူဖြစ်လာတဲ့ကလေးတို့ဘဝပါလေအဖွားကိုသာအားကိုမြည်ရှာအဖေလိုတမျိုးကိုအမေလိုတပုံနဲ့ချစ်ခဲ့ရတာအဖွားရဲ့မြတ်တာဟာသားတို့တွေအတွက်လုံခြုံခဲ့လီတာလူလောကအလယ်မှာသားတို့ဘဝအတွက်ရည်တည်ဖို့ရာအဖွားကသာမရှိခဲ့ရင်ဖြင့်သားတို့ဘဝတွေလူလမ်းမြောက်ဖို့မတွေ့တော့ရဲ့ပြီအဖွားရဲ့မြတ်တာရိပ်မှာသားတို့တွေတွေ့ရင်မြစီတာအမေကိုလည်းချစ်တယ်လို့အဖေကိုလည်းပဲမမုန်းပါဘူးဗျာတခါတလေကြတော့တန်တာမိတာမိပါမြတ်တာတွေ့လေဆွေးလေမိသားစုဘဝမျောလင့်မိတယ်လေမင်းမရှိတော့ဖေးရှိပြီမဲ့တာတို့ဘဝမှာမရှိတယ်လို့ပဲဗျာအဖေကတော့သားတို့ကိုလေမသိတယ်လို့ပဲဗျာပြစ်ထားခဲ့တာသားတို့တွေ့ရဲ့ဘဝမှာတောင်းတခဲ့တာမိဘမြတ်တာဘယ်မှာလဲအဖေဘယ်မှာလဲဗျာမိဘမြတ်တာနှွေထွေးမှုဆိုတာဘယ်ရလဲတော့မသိခဲ့ရပါသားတို့ရဲ့ကံကြမ္မာတီလောက်တောင်များဆိုဝါလာဗျာဒီစုံနဲ့မိသားစုမြင်သားတို့ရင်မှာကြိတ်ငိုခဲ့ရရပောင်းများစွာနောက်ဘဝသာလူဖြစ်ခဲ့ရင်ဒီဖြစ်မျိုးနဲ့မကြုံပြစီနဲ့ဗျာလောကအလယ်မှာသားတို့ဘဝအတွက်ရည်တည်ဖို့ရာအဖွားကသာမရှိခဲ့ရင်ဖြင့်သားတို့ဘဝတွေလူလမ်းမြောက်ဖို့မတွေ့တော့ရဲ့ပြီအဖွားရဲ့မြတ်တာရိပ်မှာသားတို့တွေတွေ့ရင်မြစီတာအမေကိုလည်းချစ်တယ်လို့အဖေကိုလည်းပဲမမုန်းပါဘူးဗျာတခါတလေကြတော့တန်တာမိတာမိပါမြတ်တာတွေ့လေဆွေးလေမိသားစုဘဝမျောလင့်မိတယ်လေမင်းမရှိတော့ဖေးရှိပြီမဲ့တာတို့ဘဝမှာမရှိတယ်လို့ပဲဗျာအဖေကတော့သားတို့ကိုလေမသိတယ်လို့ပဲဗျာပြစ်ထားခဲ့တာသားတို့တွေ့ရဲ့ဘဝမှာတောင်းတခဲ့တာမိဘမြတ်တာဘယ်မှာလဲအဖေဘယ်မှာလဲဗျာမိဘမြတ်တာနှွေထွေးမှုဆိုတာဘယ်ရလဲတော့မသိခဲ့ရပါသားတို့ရဲ့ကံကြမ္မာတီလောက်တောင်များဆိုဝါလာဗျာဒီစုံနဲ့မိသားစုမြင်သားတို့ရင်မှာကြိတ်ငိုခဲ့ရရပောင်းများစွာနောက်ဘဝသာလူဖြစ်ခဲ့ရင်ဒီဖြစ်မျိုးနဲ့မကြုံပြစီနဲ့ဗျာ